ကိုကြီးတယောက်အနေနဲ့ပြောပြမယ်ညီလေးတို့နှစ်တွေကြာအောင်အတိတ်အမားတစ်ခုအတွက်ကိုအဖြစ်တင်နေမိလားငါဒီလိုမလုပ်မိရင်ငါအဲ့ဒီချိန်ကပိုကောင်းအောင်လုပ်နိုင်ရင်လို့ညတိုင်းစဉ်းစားမိလားဒီအပြစ်တင်ခြင်းကမင်းရဲ့စွမ်းရင်ကိုစုပ်ယူနေတယ်အတိတ်ကိုပြောင်းလဲလို့မရဘူးဒါပေမဲ့သင်ခန်းစာယူလို့ရတယ်ပြီးရင်လွတ်ပေးရမယ်အတိတ်အမားတွေကိုသင်တန်းဆရာတယောက်လို့မြင်ပါသူတို့ကမင်းကိုသင်ပေးပြီးပြီနောက်ထပ်သူတို့နဲ့အတူနေစရာမလိုတော့ဘူးအတိတ်ကိုထမ်းပြီးအနာဂတ်ကိုမသွားနိုင်ဘူးလက်တစ်ဖက်ကအတိတ်ကိုကင်ထားရင်လက်တစ်ဖက်ကအနာဂတ်ကိုဆန့်လို့မရဘူးဒီနေ့ကစပြီးဒီလိုလုပ်ကြည့်ပါတစ်စာရွက်တွေပေါ်သင်ကိုအပြစ်တင်ဆုံးအမားတစ်ခုကိုရေးပါနှစ်အဲ့ဒီအမားကနေသင်ယူလိုက်ရတဲ့သင်ခန်းစာကိုအနားမှာရေးပါသုံးသင်ခန်းစာကိုရင်ဘတ်ပေါ်လက်တင်ပြီးကျေးဇူးတင်လိုက်ပါပြီးရင်စာရွက်ကိုစုပ်ဖြတ်ပစ်ပါဒါမှမဟုတ်မီးရှို့ပါလေးငါဒီအမားကနေသင်ယူပြီးပြီအခုငါလှုပ်ပေးလိုက်ပြီလို့ကိုပြောပါဒီအလေးအကျင့်ကမင်းရဲ့အသိဝင်တုပ်ကိုချွတ်ချပြီးအနာဂတ်အတွက်အစွမ်းရည်သစ်တွေရရှိစေလိမ့်မယ်ဘာမှမပူနဲ့ရှေ့ဆက်လျှောက်ပါသေးသေးလေးစလိုက်ပါမိလေးတို့အောင်မြင်ဖို့ကိုကြီးအမြဲဘေးကရှိနေမယ်